နာမည်ကယုံထမ်းခေါ်ပါတယ်ကျွန်တော်တို့အရှိရှိကရှုတောင်းထားတာကအိန္ဒိယပြည်မှာရှိပွဲရှာမယ်အကြီးအကျယ်ဒုက္ခရောက်ပြီးမှဖျားနာတယ်ကျွန်တော်နောက်ဆုံးမှာနှလုံးသားကနေရှုတောင်းတယ်မောင်ထူးကြည့်ကိုတပီးပြီးကျွန်တော်စီမှာစီးလာအမကမကြောက်ရှာကောင်းတဲ့တောက်လောင်နေတဲ့အရှင်အဟုနဲ့တောက်လောင်နေတဲ့မြိုင်ကြီးစကားပြောတန်ကြလာတော့ထိုနေရာကြီးငရဲအကြောင်းအမျိုးနဲ့ဆောက်လိုက်ကောင်းတဲ့အဲ့ဒီကောင်းကင်ရှိရင်တော်ကြီးကိုမြင်တွေ့ရတယ်ဒီခံချက်လေးကိုကြုံခဲ့ဘူးတဲ့အရာများဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့တက်တိခါပြောပြချင်ပါတယ်အဲ့ဒီအတွက်ကိုနိုင်ငံဆုတောင်းပါမယ်ကောင်းမြတ်တော်မူရသက်ရှင်တော်မူသောဘုရားသခင်နာမတော်ကိုချီးမွမ်းတယ်ကိုတော်ပြုခဲ့ဘူးသောအရာအလုံးကိုကိုရှင်ဘုရားသခင်ယနေ့တက်တိခံခွင့်ရတော်ကြောင့်နာမတော်ကိုချီးမွမ်းရချီးနေကြအလုံးကိုရှင်ဘုရားကောင်းဆုံးလမ်းပြပို့ဆောင်ကောင်းကြီးပြီးတော်မူမိကြောင်းယေရှုနာမ၌ဆုတောင်းဆက်ကပါဖဘုရားသခင်ကျွန်တော်နာမည်ကယုံထမ်းခေါ်ပါတယ်ကျွန်တော်ဖခင်ကဥပ္ပမုံမိခင်ကတော့ကပ်ပြလို့ခေါ်ပါတယ်ကျွန်တော်ချင်းပြည်နယ်မြောက်ပိုင်းဖလာမြို့နယ်ခုံးမွယ်ကြီးရွာမှာ1958ဧပြီလ3ရက်နေ့မှာမွေးဖွားခဲ့သူဖြစ်ပါတယ်ကျွန်တော်ခရစ်မိသားစုကနေကြီးပြင်းလာတော့သူဖြစ်တယ်လူငယ်မှာပါဝင်ပြီးအဆရာမှာစိတ်ဝင်စားစွာနဲ့လူဆောင်ခဲ့တယ်တူတော့ကျွန်တော်စာတဆောင်ဖတ်ဘူးလေဖတ်တာကရှိလူကခန်းကြီးဆက်ချုံမှာဖတ်ဘူးတဲ့အရာကတတိတာကဒီတွားရင်ငရဲတွားတယ်လာလူကဒီတွားရင်ကောင်းကင်မှာရောက်တယ်လို့အဲ့ဒီစာဆောင်ကိုဖတ်မိတယ်ငရဲကနေတတိပြီးစကားစုပြီးမှစာအုပ်ကြီးတာရှိတယ်အဲ့ဒါကိုဖတ်တဲ့အခါမှာကျွန်တော်စိတ်ပူတယ်ပူလို့ကျွန်တော်ဘယ်လိုလုပ်ရမှမသိကျွန်တော်ခရစ်တယောက်ပဲဘယ်လိုလုပ်ရင်ကောင်းမလဲငါတနည်းကြရင်ကြည်တွားရင်ငါဘယ်တွားမလဲဆိုတာကိုလည်းမသိငရဲတွားမလဲကောင်းကင်ရောက်မလဲဆိုတာလည်းမသိဒီတိုင်းပဲနေရတယ်အသက်10နှစ်အရွယ်မှာကျွန်တော်ခရစ်ထုံးစံအရယဉ်ချင်းကလာခံခဲ့တယ်တူတော့ခံပြီးရင်လည်းကျွန်တော်စိတ်ချမှုကိုမရနိုင်ဘူးကျွန်တော်ဒီကျွမ်းပဲတော့မလဲဖခင်ကြောင့်လည်းသူကလည်းရှုတောင်းရင်လည်းမချမ်းသာဘူးဘယ်သူနဲ့မလဲစကားမြဲလာလည်းမရှိပြီမဲ့လူကောင်းထင်ပြီမဲ့ကိုယ့်အကူလည်းမလုံဘူးကျွန်တော်တမလွန်ဘဝမှာဘယ်ကူရောက်မလဲဆိုတာကိုစဉ်းစားတဲ့မနိုင်မစားနဲ့မတုံးနိုင်ဒီလူငယ်ဘဝမှာကြီးပြင်းလာခဲ့တယ်တနည်းကြတော့ကျွန်တော်တို့ကြွားမှာအတင်းတော်မှာgospel ဖွဲ့ပြီးရောက်လာတယ် gospel ဖွဲ့ပြီးရောက်လာတဲ့အခါကျတော့သူတို့ကကယ်တင်ချင်းတင်လန်းပြီးမယ်လို့ပြောတယ်ကယ်တင်ချင်းတင်လန်းဆိုတာရှိတယ်လို့လားကျွန်တော်ခရစ်ယာန်တယောက်ပဲဘာဖြစ်လို့ကယ်တင်ချင်းဆိုတာဘာဖြစ်လို့ပြောတယ်လဲလို့ကျွန်တော်အဲ့တော့ပြီးမှကျွန်တော်သူတို့တင်လန်းပြီးတာကိုနားထောင်တယ်နားထောင်ပြီးမှသူတို့ကကယ်တင်ချင်းအကြောင်းကိုအစားကနေအဆုံးအထိတက်တည်တဲ့ခံကြတယ်ဒီနားလည်းပြည်တယ်ဟောလည်းဟောပြုတ်တယ်တူတော့ကျွန်တော်ဘာပဲဖြစ်နားထောင်ကြည့်မယ်ဆိုတော့ဤတိုင်းနားထောင်ဖျားကြောင်းမှာတွားပြီးမှနားထောင်တယ်ဒါမဲ့ကြီးရတော့ကြောင့်ဖျားခင်ကြီးတော့ကြောင့်သူတို့ရဲ့တင်သားပြီးတဲ့ကဲတင်ချင်းကိုကြားနာတဲ့အခါမှာအော်ဒီလူလားကျွန်တော်လူဆောင်ချက်မဟုတ်ဘူးပဲဖျားခင်ကကျွန်တော်ကိုကဲတင်ပြီးသားမဟုတ်ဘူးလားဒါကိုကျွန်တော်မကြားဘူးလို့ဒါကြောင့်အခုတော့ဝန်တာပြီးကျွန်တော်ဒီတွဲရုံးမဲ့နေရာကိုတည်တယ်ဆိုပြီးမှကျွန်တော်ဝန်တာဆိုနေကျွန်တော်လက်ခံရရှိခဲ့တယ်အဲ့ဒီချိန်မှာဂျူလာဖြစ်တဲ့အတွက်ဆိုဂျူလာမှာ gospel ဖွဲ့တာမကဘူးကျွန်တော်လူခရစ်ထုံးစံရဆိုရင်เป็นကုတ်ဒီပွဲနေကြီးကိုတုံးရလုံးအစားဆောင်ဆူတောင်းတဲ့တော်ထဲမှာကျွန်တော်ကဲတင်ချင်းစိတ်ချမှုဆိုတာကိုမရမချင်းဆူတောင်းမယ်ဆိုရင်ညောင်ညရောတုံးရလုံးကျွန်တော်လည်းကိုယ့်ရဲ့တက်တာကိုတည်တဲ့အခါမှာကျွန်တော်လုံး
ဝကလေးမလျှော့ဘူးဆူတောင်းတယ်တနည်းကြတော့ကျွန်တော်နှလုံးသားထဲမှာကျွန်တော်ဘယ်တော့ခါမှငရဲမတွေ့တော့ဘူးယေရှုခရစ်တော်ကကျွန်တော်ကိုစားလုံးအတိခံပြုကျွန်တော်ကိုကယ်ခဲ့ပြီးဝိညာဉ်တော်စကားပြောတယ်လို့ပဲကျွန်တော်ခံစားရတယ်အဲ့ဒီခါမှဘယ်သူမှခရုံထမ်းမင်းတင်ပဲတော့မလဲလို့မြင်တယ်ကျွန်တော်ဖြီးဖို့မခက်တော့ဘူးအဲ့တော့ကျွန်တော်တို့ကြွားမှာဒီရင်ပဲတော့မလဲဆိုတဲ့မိခွန်းကြီးကိုတရုတ်နဲ့တရုတ်ကျွန်တော်တို့မိတတ်တယ်တရုတ်ကရုံထမ်းမင်းဒီတော့မလဲလို့ဆိုပြီးမှမိခဲ့တယ်ကျွန်တော်မပြန်လိုက်ခင်မှာဘာဖြစ်တယ်လဲဆိုကျွန်တော်ဒီအရာကိုဘာဖြစ်လို့မင်းငါကူမိတယ်လဲငါတီးဘာဘယ်တော့မလဲဆိုငါသဘောပဲမင်းဘာဆိုင်လို့လဲလို့ဖြေခဲ့ဘူးလေဒါပေမဲ့စိတ်ထဲမှာမလူမလဲဖြစ်တယ်ဒါပေမဲ့ကျွန်တော်စိတ်ချမှုကြလာတဲ့အခါမှာအော်ကျွန်တော်ပဲလူတယ်ကျွန်တော်ပဲမှားတယ်ကျွန်တော်ကဘာပဲဖြစ်စိတ်ထဲမှာစိတ်ချမှုမရတဲ့လူပဲဖြစ်တယ်ဒီလူမိတာမှာမှားဘူးဆိုပြီးမှကျွန်တော်ကိုယ့်ရဲ့အခြေအနေကိုပြင်တယ်လက်ခံလိုက်တယ်ဒါကြောင့်အခုတည်ရင်ကျွန်တော်ငရဲမတော်ကောင်းရင်ငါတို့မယ်ဆိုတာကဘယ်သူမှမပြောရင်လည်းကျွန်တော်တက်တည်ခံချင်တယ်သူများကိုလည်းမြင်ချင်တယ်သူများကိုလည်းပြောချင်တယ်အဲ့လိုမျိုးကျွန်တော်ဘဝမှာဖြစ်လာတယ်1980မှာကျွန်တော်တို့ရွာခုံးမွေရွာမှာနူးထမှုကြီးဖြစ်လာတယ်အဲ့ဒီခါမှာလည်းတရွာလုံးနူးထပြီးမှအခုအပစ်ကိုဝင်ချက်တောင်းပန်းပြီးမှဖျားခင်ရှိမှာစိတ်ကအနံ့ကြတယ်ပြီးတော့1980မှာကျွန်တော်မိသားစုတော်ရတဲ့အိမ်ထောင်ပြုတယ်ပြီးတော့1984မှာကျွန်တော်တို့ချင်းတောင်ကနေကျွန်တော်တို့ရွာကနေစကိုင်းတိုက်ကလေးမြို့နယ်တာယာကုန်းကြီးရွာဖာရောတာယာကုန်းကြီးရွာမှာကျွန်တော်တို့ပြန်ဆွေးခဲ့တယ်အဲ့ဒီခါမှာအင်ဆောက်ပြီးတဲ့အခါမှာဘာကြီးကကျွန်တော်တို့ကအမွေစားအမွေခံနေနဲ့ကျွန်တော်တို့ကိုပြီးတဲ့အခါမှာသူကအင်ဆောက်ပြီးရင်ကျွန်တော်တို့အရှိရှိကဆူတောင်းထားတာကအိန္ဒိယပြည်မှာရှိပွဲရှာပြီးမှကောင်းမွန်နဲ့ကျွန်တော်တိုက်ရင်ပါပြီးဆောက်ချင်တယ်အမျိုးမျိုးသူများလူနေချင်တယ်ဒီလိုမျိုးကြံစီပြီးမှဆူတောင်းစိတ်ကနေတဲ့အချိန်မှာပြီးအကြီးအကျယ်ဒုက္ခရောက်ပြီးမှဖျက်လာတယ်ဆရာဝန်ကြီးကိုခေါ်တယ်စိတ်သမားကြီးကိုခေါ်တယ်ကျွန်တော်တို့ကိုရှိထုတ်ပြီးတယ်ဘာရောကလူလဲကျွန်တော်ပြီးတဲ့အခါငယ်ဖျားဖြစ်တယ်တဲ့ပြီးတော့တုတ်ကွေးလည်းဖြစ်တယ်တဲ့နမူနီယာတောင်ရောက်တယ်အဲ့လိုမျိုးနဲ့ကျွန်တော်ခံစားတယ်တနည်းကနည်းတနည်းကြတော့ပူဆိုးလာတဲ့အခါကျတော့သူတို့ကကျွန်တော်တို့ကိုဆွတောင်းပြီးကြတယ်ရွာသူရွာသားတွေတင်းသားများကတင်းတော်လူကြီးများတင်းလူဆရာများဒါမဲ့ကျွန်တော်တို့ကဘာမှတက်တာချင်းမရှိဘူးကျွန်တော်မိသူမိကလည်းရှင်းမကောင်းတော့ဘူးကျွန်တော်နောက်ဆုံးမှနှလုံးသားကနေဆူတောင်းတယ်ကိုတော့အခုကျွန်တော်တီးတွားရင်ကိုတော့ရှိမှာပဲရောက်မယ်ကျွန်တော်မိသူမိကသူတက်ရှင်တဲ့ကလာပတ်လုံးပြုစုပါဆိုပြီးမှဒါပတ်စံနဲ့အတမထွက်တော့ဘူးနှလုံးသားနဲ့ဆူတောင်းတယ်ဒါတော့အသေးအံဖြစ်တယ်လဲဆိုဒီချီဖွားကနေတဖြည်းဖြည်းဤလာတယ်ဤယုံတာမကဘူးအားလုံးခဲကုန်တယ်အဲ့ဒါနောက်ဆုံးမှတကူလုံးပြီးတော့ပတ်စံနဲ့ဟာလူမရမရှိတဲ့ဒီတိုင်းပဲမလဲဘူးမြို့ဖွင့်လို့ပြလို့မရဘူးဒီတိုင်းဖြစ်တော့ကျွန်တော်ကတမျိုးကြီးဖြစ်နေပါလားဒီညတော့နောက်ဆုံးဖြစ်ပြီးဒီလိုမျိုးကတစ်ခါမှမကြုံဘူးအဲဆိုကျွန်တော်မကြခင်သွားမယ်ဆိုတာကိုပြီးတယ်ပြီးမဲ့ကျွန်တော်မိသမီးကလည်းအိပ်ပြောတယ်ဆိုတော့ကျွန်တော်လည်းခေါ်လို့မရဒီတိုင်းပဲရှိနေတဲ့အချိန်မှာကောင်းကင်ဘက်ကနေအော်ဆာကောင်းအမောင်ထူးကြီးကိုတဖြည်းဖြည်းကျွန်တော်ရှိမှရှင်းလာပြီးမှကျွန်တော်နဲ့တတော်ခအကွာရောက်လာတဲ့အခါကျတော့အော်ဆာကောင်းတာလိုက်လို့ဒီလိုဆွေးထုတ်တယ်လို့ပဲဆွေးထုတ်လိုက်တော့ကျွန်တော်ကုခန္ဓာထဲမှာကျွန်တော်ဝိညာဉ်ကချက်ချင်းပဲထွက်သွားတဲ့အခါကျတော့ကျွန်တော်အပေါ်ကနေငုတ်ကြည့်တော့
ကျွန်တော်ဟောမှာလဲကျွန်တော်ဒီမှာလဲကျွန်တော်အဲ့လိုဆိုလူတရုတ်မှာလူနှမျိုးပါကြပဲဆိုတာကိုဒီရတယ်ဒီလူမျိုးပဲဒါတော့တည်ချင်းတရားဆိုတာကကိုခန္ဓာနဲ့ကျွန်တော်အထဲမှာရှိတဲ့ဝိညာဉ်ခွဲခေါ်ခြင်းဖြစ်ပါလားဆိုတာကျွန်တော်တည်ရတယ်ပြီးတဲ့အခါမှာနတ်ဆိုဝိညာဉ်ဆိုတဲ့ကကျွန်တော်ကိုခန္ဓာအလုံးကိုကြည့်တယ်ကျွန်တော်မိတင်ရကျွန်တော်နားမှာအိပ်ပျော်နေတယ်ဝိညာဉ်ဆိုတဲ့ကဘယ်သူခေါ်တယ်လဲမသိဘူးချင်းရောက်လာတယ်ရောက်လာပြီးမှကျွန်တော်ရဲ့ကိုခန္ဓာလုံးကိုကြည့်နေကြတယ်အခါမှာကျွန်တော်လည်းကောင်းကင်တမန်ကဘယ်မှာရှိတယ်ဆိုတာလည်းမသိပြီးတော့ဘယ်လိုပုံစံဆိုတာလည်းမသိဘူးအဲ့ဒါကောင်းကင်တမန်ကိုကောင်းကင်တမန်မျက်ဆုံးရှင်းပြီးမှကျွန်တော်ကိုခန္ဓာလုံးကိုဆောက်ကြလို့ကျွန်တော်ဖြစ်တဲ့အခါကျတော့ကောင်းကင်တမန်၅ပါးကကောင်းကင်ကနေရှင်းလာပြီးမှကျွန်တော်ကိုခန္ဓာလုံးနဲ့ကျွန်တော်နားမှာကျွန်တော်မိတ္တမီအပြုတ်နေတာကိုဝိုင်းပြီးမှဆောက်နေဆောက်တဲ့အခါကျတော့ကောင်းကင်တမန်၅ပါးဆောက်ရောက်လာတဲ့အခါကျတော့နတ်ဆိုဝိညာဉ်ဆိုပြီးစာတန်ရဲ့အကုန်ထွက်ပြေးတယ်အဲ့ဒီခါမှာကျွန်တော်ကိုခန္ဓာတော်မှဖယားခင်ကကောင်းကင်တမန်ကြီးကိုဆောက်ခိုင်းတယ်ဆိုတော့ကျွန်တော်တန်ဖိုးရှိတဲ့လူပဲဆိုတာအဲ့ဒီခါမှာလူရဲ့တန်ဖိုးဆိုတာကိုပူပြီးမှသဘောပေါက်နားလည်တယ်ပြီးတော့မြင်ကွန်းတစ်ခုပြီးတစ်ခုပေါ်လာတယ်။ဘာနဲ့တူတယ်လဲဆိုတော့ TV ဗီဒီယိုကြည့်တဲ့အခါမှာလူပေါ်တယ်ပြီးတဲ့အခါမှာပြုတ်သွားတယ်တခြားပြီးပေါ်တယ်အဲ့ဒီလိုပဲအဲ့နဲ့ကျွန်တော်မြင်ကွန်းတစ်ခုမြင်တွေ့ရတာကဘာလဲဆိုတော့အဲ့ဒီမြင်ကွန်းထဲမှာငရဲမီးအိုက်ကြီးကိုတွေ့ရတယ်။အဲ့တခါမှမမြင်ဘူးကြုံလည်းမကြုံဘူးဒါနဲ့ကျင်းစာထဲမှာရှိတယ်သူများပြုတ်လာတဲ့ကြားဘူးတယ်အခါမှအဲ့ဒီငရဲမီးအိုင်ကြီးဆိုတာကိုမြင်တွေ့ရတယ်မြင်တွေ့ရတဲ့ပုံစံကအင်မတန်မှကြောက်စရာကောင်းတဲ့တောက်လောင်နေတဲ့အရှင်းအဟုနဲ့တောက်လောင်နေတဲ့မီးအိုင်ကြီးဖြစ်တယ်အဲ့ဒီဟာကိုမြင်တွေ့တဲ့အခါမှာငရဲဖြစ်တယ်ဆိုတာကိုချက်ချင်းမသိဘူးအဲ့ဒါစကားပြုတ်တန်ကြောက်လာတော့ထိုနေရာဒီငရဲငရဲဆိုတာကတမလူဘဝမှာငရဲရှိတယ်လို့ပြောတာကတကယ်ဟုတ်ပါလားဒီအကြည့်ကငရဲဟုတ်ပြီငရဲဆိုတာတော့ဟုတ်တယ်မှန်တယ်တူတော့အဲ့ဒီငရဲမြိုင်ကြီးထဲမှာလူပေါင်းများစွာငါကုကဲပါမခံနိုင်ဘူးငါကုကဲပါရှိပြီးနေတဲ့အခါညီကြတဲ့အခါကျွန်တော်မြင်ကြည့်တဲ့အခါမှာဒီအကြည့်ကိုဘာဖြစ်လို့လူဖြစ်ရတာလဲငရဲမြိုင်ကြီးထဲမှာရုပ်ကုန်တယ်လို့ကျွန်တော်ပြီးမှညီတဲ့အချိန်မှာစကားပြုတ်တန်ရုပ်လာပြင်းတယ်။ဘာပြုတ်တယ်လဲဆိုတော့သူတို့ဒီသူတို့အသက်ရှင်တဲ့အချိန်ကာလမှာငါကြီးရှုပ်ကုန်ရင်းတဲ့လူတွေပဲဆိုပြီးမှစကားပြုတ်တန်ကြတယ်။အဲဒီခါမှာကြီးရှုပ်ကုန်ရင်းတဲ့ကလွယ်လေးချီတာဒါပေမဲ့ငရဲရုပ်လုံးအောင်ဒီရင်းတယ်မှုကဒီလိုအချင်းငရဲရုပ်လုံးဖြစ်နေပါလားဆိုတာကျွန်တော်မြင်တွေ့ရတယ်အဲ့လိုဖြစ်တယ်ပြီးတော့ဒုတိယမြင်ကွန်းကဘာဖြစ်တယ်လဲဆိုတော့မိကြီးအောင်မှာဖြစ်တော့ဒုနဲ့ကြီးဖြစ်တယ်အဲ့ဒီဒုနဲ့ကြီးဖြစ်တော့မောင်လဲဒါလည်းဒီလိုဆွေးနေတယ်ဆွေးနေတာရှိတယ်ဒါပေမဲ့ကျွန်တော်ဒီတိုင်းကြည့်တဲ့အခါမှာဟောကဘာလဲဆိုပြီးမှကျွန်တော်ကြည့်နေတဲ့အချိန်မှာစကားပြောတန်ရုပ်လာပြင်းတယ်စကားပြောတဲ့အတန်ကဘာလဲဆိုတော့ထိုနေရာဒီစာတန်ဒီကိုထောင်ချက်မဲ့နေရာဖြစ်တယ်စာတန်ဒီကိုတနည်းကျန်ထောင်ချက်မဲ့နေရာဒီနေပါလားဆိုတာကျွန်တော်ဒီရတယ်ပြီးတော့ဒီအရာကိုလည်းပြုတ်သွားတယ်ပြီးတော့တားပြနေနဲ့ဘာမင်းကွန်းမြင်ကြတယ်ဆိုတော့ကဘာမီကြီးကျွန်တော်တို့လည်းရှိညီထိုင်နေတဲ့ကဘာမီကြီးကိုကျွန်တော်မြင်တွေ့ရတယ်မြင်တွေ့ရတဲ့အခါမှာဘယ်လိုပုံစံလဲဆိုတော့အင်မတန်မှဝန်းနေစရာကောင်းတဲ့စိတ်ကြီးစရာကောင်းတဲ့ကဘာမီကြီးဖြစ်တယ်အမှန်ပြောမှဆိုလူရတည်နေတဲ့ပြောမှဆိုတန်ရတော့အချင်းစရာမဟုတ်ဘူးကြောက်စရာလက်စရာယွန်းစရာစိတ်လက်ကျစရာပဲဖြစ်တယ်အဲ့ဒါကဘာလဲဆိုတော့
ဖယားခင်ကအာဒိုင်ဝကနေကျင်ချင်းကိုခံခဲ့မှုတဲ့ကဘာမီကြီးဖြစ်တဲ့အတွက်ကြောင့်ဖယားခင်မြင်ခိုင်းတဲ့အတိုင်းမြင်လိုက်တဲ့အခါကျတော့ကြည့်လိုက်တဲ့အခါကျတော့ဝန်းနေရှာစိတ်ပြည့်ရှာပဲဖြစ်တယ်ဆိုတာကိုပြောပြလို့လေပြီးတော့နောက်ဆုံးမှာကောင်းကင်တမန်ကကောင်းကင်ဘက်ကနေအာမင်အာမင်ဆိုပြီးတခြင်းဆိုပြီးမှရှင်းလာတယ်ရှင်းလာတဲ့အခါကျတော့အမတာမတူရဲ့တခြင်းဆူတန်အာမင်အာမင်ဆိုတဲ့တခြင်းဆူတန်ကိုကြားလိုက်တာနဲ့ကိုအမတာမနဝင်ချိုးတယ်ပြီးတော့သူကတကူလည်းရှိတယ်ပြီးတော့ကျွန်တော်လည်းသူ့ကိုမြင်တယ်ရှင်းလိုက်တဲ့လိုက်နဲ့ဖြစ်တဲ့အခါမှာအမတာမတကူရှိတယ်ကြည့်လို့လည်းကောင်းတယ်အားလည်းအားရရှာကောင်းတယ်နောက်ဆုံးမှကျွန်တော်ကူပါခတ်တဲ့ခေါ်သွားတယ်ခေါ်သွားတဲ့အခါမှာပထမဆုံးပါကူမြင်တွေ့ရတယ်ဆိုကောင်းကင်နိုင်ငံမှာလူပေါင်းများစွာလူပေါင်းကြီးတွက်လို့မရတဲ့လူတွေကိုကျွန်တော်မြင်တွေ့ရတယ်ဝတ်လူဖြစ်ဝတ်ပြီးမှသူတို့ကဖယားခင်ကိုလက်နဲ့ဖက်နဲ့ဟာလေလုယာအာမင်ဟာလေလုယာအာမင်ဆိုပြီးမှကျွန်တော်သူတို့ရှိမှရောက်တဲ့အခုအာရဝန်တာဆိုတဲ့ကျွန်တော်ကိုလာစုကြတယ်အဲ့ဒီခါမှာကျွန်တော်လည်းလက်ပိုက်ပြီးမှညီလို့မရဘူးကျွန်တော်လက်ကိုမြောက်ပြီးမှဟာလေလုယာအာမင်ဟာလေလုယာအာမင်ဆိုပြီးမှကျွန်တော်လည်းလက်မြောက်ပြီးမှချီးမွမ်းကူးကွယ်တယ်ထူးခြားမှုတစ်ခုကဘာလဲဆိုတော့ညောင်းတယ်ပန်းတယ်ဆိုတာမရှိဘူးလောကမှာညောင်းတတ်တယ်ပန်းတတ်တယ်နာတတ်တယ်ဒါပေမဲ့လက်ဒီလောက်အမြဲတမ်းဒီလိုတစ်ချင်းလုံးမြောက်ပြီးဖျားခုချင်းမွန်းတယ်ညောင်းတယ်ပန်းတယ်ဆိုတာမရှိတော့အော်ဒီကောင်းကင်နိုင်ငံဆိုတာကဦးချင်းတီချင်းနာချင်းမရှိတဲ့ညီရပါလားဆိုတာဆိုတော့အဲ့ဒီမှာတွေ့ရတယ်ပြီးတော့ဒုတိယအနေနဲ့အမတမလင်းတယ်အမတမလင်းတဲ့ဆိုတော့ဒါလင်းတယ်အဲ့ဒီအခါမှာကျွန်တော်ညီကိုရှာကြည့်တယ်ညီကိုလည်းမတွေ့ဘူးလာလည်းမတွေ့ဘူးပြီးတော့ကျေတလုံးတောင်ကျွန်တော်မတွေ့ဘူးဒါပေမဲ့ဖယားတခေဘုံတကူတော့ကအဲ့ဒီကောင်းကင်နိုင်ငံတစ်ခုလုံးကိုလင်းနေတယ်အဲ့ဒီမှာပဲသူတွားလာပြီးမှကျွန်တော်တို့ညီရတယ်ဒါဆိုကောင်းကင်နိုင်ငံဆိုဘယ်လောက်ပြောတယ်ဆိုတာကိုပတ်စံနဲ့အတိစိတ်ပြောဖို့နည်းနည်းဖော်ထုတ်ဖို့တော့မလွယ်ဘူးရောက်တဲ့အခါမှာပဲအလုံးပြီးကြမှာဖြစ်တယ်ပြီးတဲ့အခါမှာလမ်းမကြီးရှိတယ်ဆွေနဲ့ခင်းတဲ့လမ်းမကြီးဖြစ်တယ်အဲ့ဒီလမ်းမကြီးပေါ်မှာကျွန်တော်တွားတဲ့အခါကျတော့ကျွန်တော်တွားနေတဲ့အချိန်မှာယေရှုခရစ်တော်ကချက်ချင်းပဲကျွန်တော်ရှိမှရောက်လာတယ်ဒီနာကလူတယောက်ကသူဟာယေရှုပဲနော်လို့ပြောချင်မလို့ဘူးကျွန်တော်လည်းသူ့ကိုမြင်ကြည့်တယ်သူကလည်းကျွန်တော်ကိုကြည့်တယ်စကားတော့မပြောဘူးအဲ့ခါမှာသူကလက်ဆောင်ပါတယ်ကျွန်တော်ကသူလက်ဆောင်ပြီးတာကိုလက်နဲ့ဖက်ယူတယ်ယူတဲ့အခါမှာသူ့ကိုနှုတ်ဆက်တဲ့အခါပြီးတဲ့အခါမှာကျွန်တော်ကောင်းအယူတည်ပြတယ်ပြီးတဲ့အခါမှာကျွန်တော်သူ့ကိုမတွေ့ရတော့ဘူးပြီးတော့အဲ့ဒီလမ်းမကြီးပေါ်မှာရွှေနဲ့ခင်းတဲ့လမ်းမကြီးပေါ်မှာကျွန်တော်တွားနေပြီးတယ်တွားနေတဲ့အခါမှာဘာတွေ့ရတယ်လဲဆိုတော့မနီးမဝေးမှာဒီမတာမလာပပြောင်းလဲတော့ပါတယ်ပတ်စံနဲ့တော့ပြုလို့မရလို့အောင်ကောင်းတဲ့အဲ့ဒီကောင်းကင်ရှိရင်တော်ကြီးကိုမြင်တွေ့ရတယ်အဲ့ဒီကောင်းကင်ရှိရင်တော်ကြီးကိုမြင်တွေ့ရတာလို့ဘယ်လိုအားရရှာကောင်းအကြောင်းမလို့နဲ့ဆောက်လိုက်အဲ့ဒါကြီးကိုကျွန်တော်မြင်တွေ့တဲ့အခါမှာအထဲမှာတော့မယုတ်သေးဘူးအဲ့ဒါကျွန်တော်အထဲမှာတော့ဝင်ချင်တယ်မယုတ်သေးဘူးအဲ့ဒါယေရှုခရစ်တော်ဘုရားဘာပြောလဲဆိုဒီထာဝရနေမဲ့အင်းဖြစ်တယ်အလုံးကျွန်တော်ဒီမှာရုပ်လာတော်မှဝန်တာရှာကောင်းဟာပြီအထဲမှာဝင်ရရင်ဘယ်လိုကောင်းမလဲအော်လာဒီကယေရှုကြောင့်ပဲကျွန်တော်ကြောင့်မဟုတ်ဘူးယေရှုခရစ်တော်ကကျွန်တော်ကိုကယ်တင်လို့အဲ့ဒါဝန်တာတယ်အဲ့ဒါကျွန်တော်ဒီတိုင်းပဲထာဝရညီတွားချင်တယ်တူတော်ယေရှုခရစ်တော်ဘုရားကဘာပြောလဲဆိုကဲငါသားမင်းဒီမှာဆက်နေလို့မရသေးဘူးငါမကြခင်ကြွလာတော့မယ်
ဒီလောကမှာရှင်တော်ရအောင်မယ်အခုမြင်သမျှတွေ့သမျှကြုံသမျှအားလုံးလောကလူသားများကိုပြုတ်ပြရမယ်ဆိုပြီးမှပြောလိုက်တဲ့အခါကျတော့ကောင်းကင်ဘုံတစ်ပတ်ကကျွန်တော်ကိုလောကမှာပြင်ဆင်လွတ်တယ်ရှင်လွတ်တော့ဒီမှာကျွန်တော်ကိုခန္ဓာလုံးဒီမှာကျွန်တော်မိတ္တမီအပြောနေတယ်အဲ့ဒါကျွန်တော်လောကမှာပြင်ဆင်လာတဲ့အခါမှာကိုခန္ဓာထဲမှာမဝင်ခင်ဒီမှာဗာတိရတိလို့ဆိုတော့ကောင်းကင်ဘုံ၅ပါးကိုမြင်တွေ့ရသေးတယ်လို့ကျွန်တော်ကိုခန္ဓာထဲမှာရုပ်လာပြီဆိုတော့သူအဲ့ဒီကျွန်တော်ကိုခန္ဓာနဲ့ကျွန်တော်မိတ္တမီကိုဆောက်နေတဲ့ကောင်းကင်ဘုံ၅ပါးကကောင်းကင်ထဲမှာသူတက်သွားကြတယ်။မဖြစ်လဲဆိုတော့ကောင်းကင်ဘုံတစ်ပါးကကျွန်တော်မိတ္တမီအပြောနေတာကိုလက်မောင်းကန်ကြိုက်ရုပ်ပြီးမှကျွန်တော်မိတ္တမီကချက်ချင်းထားပြီးမှမိထုံးတယ်ကျွန်တော်ကိုကြည့်တယ်ကြည့်ပြီးမှချစ်လက်ပူတယ်ပြီးတော့သူကအင်းနာကလူတွေကိုခေါ်တယ်ချက်ချင်းပဲကျွန်တော်တို့အိမ်ထဲမှာလူတွေပြည့်တယ်တချို့ကငူတယ်တချို့ကဆူတောင်းတယ်တချို့ကပြုတ်ဆူတယ်ပြီးတော့မနေ့9 နာရီပတ်ဝန်းကျင်မူးမလင်းခင်ဒီမှာကျွန်တော်အသက်ပြည့်ရှင်တယ်အဲဆိုမနေ့က9 နာရီပတ်ဝန်းကျင်လောက်မှာပဲကျွန်တော်ဒီချင်းကြားတဲ့ရင်ဆိုင်ခဲ့တဲ့အရာကိုတွေ့ပြီး10 နာရီပတ်ဝန်းကျင်လောက်ရှိတယ်။ဒါကြောင့်မလို့ဒီအဲ့ဒီကနေစပြီးမှကျွန်တော်ပြီးကျမ်းမာလာတယ်ကျမ်းမာလာပြီးတဲ့အခါမှာအိန္ဒိယပြည်ဖက်ကိုတွားဖို့လုံးဝမရှိတော့ဘူး။ဘာဖြစ်လို့လဲဆိုတော့လူတိုင်းကကျွန်တော်လူပဲဒီတနည်းကြရင်ဒီတွားရင်မတိခင်မှာသူတို့ကတင်ချင်းသူမရောက်ဘူးဆိုရင်ငရဲတွားမယ်ဆိုတာကိုမြင်တွေ့တဲ့အခါမှာကိုချင်းစားတယ်ပြီးတော့တနာလဲတနာတယ်ပြုတ်လဲပြုတ်ချင်းတယ်ကြည်လဲကြည်ရှိချင်းတယ်ဒါတော့အဲ့ဒီကနေစပြီးမှကျွန်တော်တို့ဒီမြားကတော့ယနေ့ချိတဲ့အောင်တက်တီခံလုံငန်းနဲ့ဒါတနာလုံငန်းဤကိရိလုံငန်းဖျားခေမှုတော်မြတ်မှာထမ်းဆောင်ပြီးမှယနေ့ချိတဲ့အောင်ကျွန်တော်တို့လှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်ဒီအရာလေးကိုနားထောင်တော်သူတိုက်ကြားတော်သူတိုက်မြင်တော်သူတိုက်ပေါ်မှာရုပ်ရှိတိုက်ဖျားခေကောင်းချီးပြပါစေလို့ဆုတောင်းပေးပါတယ်